他们俩多远嘛？那得。Hello， အားလုံးမင်္ဂလာပါရှင်။ဟိုနေ့ကလေဟိုနေ့ကဟိုပါလေကရင်တလဘောချက်စားတဲ့နေ့ကအစားရင်ထဲမှာအဆက်ဆိုတော့အခုလည်းကြည့်အောင်အမှန်နဲ့အဆက်လုံးဝမစားဘူး။မမြက်လေးကအခုကဒီရပိုင်းဓာပြင်းနေ့တွေကစပြီးတော့တားတက်လို့ပေါ့နော်။အဲ့လိုတက်လို့စားနေရ။စားနေနဲ့ဒီရပိုင်းရှူတင်မှာ2ရက်ရှိပြီ။ဘလို့လဲငရုတ်သီးတုတ်လာကြအရန်စားကြတာနဲ့ဒီနေ့အိမ်ကအမကနေပြီးတော့စက်တော်ဒီတုတ်ပေးတယ်ဟာစက်တော်ဒီတုတ်ရန်တက်တယ်အဲ့စက်တော်ဒီတုတ်ကိုဘာနဲ့စားလဲဆိုရင်ဂေါ်ရကွာညွန့်နဲ့စားမယ်ဂေါ်ရကွာညွန့်နဲ့စားမယ်တယောက်နေပြီနော်တဲ့ဖះမှာတော့အခုလေဩရောက်ပြီလားကိုခွန်ဆိုင်ရောက် just say hello လုပ်ပါဦးကိုခွန်ဆိုင်ဖះမှာအမေဖះသွားနေတယ်သူကတကယ်ရနေစားမြတ်ချမ်းမောင်းရင်းနဲ့စားပါလားအခုတော့စက်တော်ဒီတုတ်နဲ့စားမယ်ဒီနေ့ဆက်တယ်အမေစားကောင်းအရင်ဝါလာလို့ဆိုပြီးတော့လေဝိတ်ကြွားမလားဆိုပြီးတော့တက်လို့စားနေရပါလဲရသလားပေါ့နော်ကလေးတော့မပေးထားအောင်ရသလားစားနေရ我们家哥哥把我马上你不要咩？怎么好？我来嘛呢？还是嘞，这都你都，比完，这种也叫，搞得完了，都没，颜色大呗，哎喽，这个都这个，差不多嘛，嘛。ဆက်တယ်မဆက်လို့ကောင်းလားတက်လို့စားနေအောင်စားကြနေရစားကြမတက်လို့တော့တက်တော့နေရောခေါင်းခွာညွန့်နေတော့ဟုတ်ကဲ့လို့他们给我哪里有的是的ကိုတက်နိုင်ဟုတ်ရှင်မလာသေးဘူးရှင်ဒီနေ့ရှော့လိုက်နော်ရမ်းဆက်တော့မှဆိုလို့ဒီမှာကော်ရကွာညွန့်နဲ့ကောင်းတယ်ပြင်းရဟန်းစုတိုက်တယ်ဗျဆက်တယ်အဲ့တော့ဒီဟာကူမရတာလေကစုံရကြောင်းကူမရတာဆက်တယ်还有呢，让可是完全不要，可是人家叫这种的都，再打颜色来，马新，奶明了马新，咋就那了？多高木的就那瓦边呢，是的呢，变哪个没？他们搞什么呢？他们啥呢？
တယ်ဆန်နေယူမြန်သွားမှရမှာဆက်တယ်ဘာစားလဲတီမူတက်တက်လို့သွားစားရအောင်တရုတ်ဘုံကြောင်းကတရုတ်မှာလို့ရောင်းနေတက်တက်လို့ထမင်းဆိုင်ရှိရလေအဲ့ဒါလိုက်ကျွေးပါအဲ့လိုပဲအလကားရတဲ့ဟာတုံးအဲ့လိုပဲနည်းနည်းတိတ်ဘိုင်းနဲ့တိတ်မကောင်းဘိုင်းစားလာပြီအပြောင်းနဲ့မလေးတောက်ဆက်အကောင့်ဟာအပြုံးလေးနဲ့ရက်ဆက်တဲ့သူတွေလက်အောင်လက်သွားဖေးဖေးမမစားတရားဆက်နေပြီတော့ဟုတ်တယ်နည်းနည်းဆက်တယ်ဒါပေမဲ့တက်တော့နေကြိုက်တာကုန်ငါ့ကြောင့်ကြာကုန်မယ်ကုန်သွားပါပြီရှင်ဘတ်တလစားနေမညက်လေးကလေအသက်ကြီးလာမှစက်သွန်လေးကိုကြိုက်သွားတယ်ငယ်တော့မကြိုက်အသက်ကြီးလာမှစက်သွန်လေးကြိုက်တာအမှန်အဲ့စားပါရိုးစားတော့မဟုတ်ဘူးဘာလို့သိလားရှူတင်ပါလေဘာလို့လဲသိလားငရုတ်ကြီးစားငရုတ်ကြီးတုပ်စားကြတယ်ငရုတ်ကြီးအကြက်ငရုတ်ကြီးစားလိုမျိုးလေငရုတ်ကြီးအကြက်မုံနဲ့ပြီးတော့ပစွန်ချောက်တီးနဲ့သိရမှာစက်သွန်လေးနဲ့ကိုတုပ်စီနဲ့တုပ်စားကြအားကြည့်ပြီးရန်စားကြလားပစွန်ချောက်ပါလားစားမရဘူးကွယ်အဲ့အရင်အမကိုပြောတော့အရင်အမစက်သွန်လေးတုပ်ပေးမယ်ဆိုတုပ်ပေးရကွယ်အဲ့ဒါစက်သွန်လေးတုပ်ပြီးတော့အဆက်ပြေကောကွာညွန်းနေစားပြနော်ဒါတော့အခုထပ်လာလို့ရလေခက်တာရုပ်တမဆွဲအဆက်ပြေကတော့ကြောနော်ဒါကြောစားကြတာပြီးခင်းတစားစားပြမိုင်းကောက်လာမိုက်ချစ်လိုက်တာကျေးဇူးတင်ပါတယ်ရှင်ခုတင်ကြည့်နေတာတဲ့စုစံဒီဟုတ်ပြီစားကြမယ်ရှင်မင်္ဂလာပါစားကြတာပြီးစားပြစားနေအားရရဒါရည်နေတယ်လားရည်မတို့နော်ကျေးဇူးတင်ပါတယ်နော်ဒါမျိုးဆိုနည်းနည်းဝင်ကျင်းတယ်လေနော်စက်သွန်နေတာကိုယ့်အခုလက်ရှိအောင်တုတ်စားလို့ရတာပဲအိမ်မှာစက်သွန်နေရှိတယ်ငြိုသီးရှိတယ်ဟုတ်တယ်ဘာလို့သေးလို့လဲနော်ကျေးဇူးတင်ပါတယ်ရှင်ရိုးထအောင်ကျေးဇူးပါရှင်这东西叫ကိုတုတ်ကြီးမီးတုံလေးမဲလူအားပါဆုံးနေလေးဖြစ်တာဟုတ်တယ်နော်မောစားပြစ်တာပဲဟုတ်တယ်အများကြီးစားတာပိုက်ဖို့ကိုယ်မကောင်းထမင်းနေအများကြီးစားကြောက်နော်ဟုတ်တော့မရှော့ဒါကောမထားထပ်မထည့်တော့ဘူးလीနော်ဘာစကားပြောကြမလဲရှင်တော့ဆက်နေရနော်ဟုတ်တယ်ဆက်တယ်ဟာဆောရတော်တော်လေးတော့ကြိုးရကြောဘာခွာညုံပြုတ်ဟုတ်တယ်ဆက်နေပဲကိုတုတ်ကြီးမိတုံလေးမလေးလည်းမဲ့မရကိုနေရလိုမျိုးဝါးနေမှာဒါမပါဘူးကိုနေတော်တော်ဆိုးတာတော်တော်ဆက်တယ်လေးတဲ့ပုံအများကြီးဆက်တယ်ဟိုနေတော့မမစုစုတင်တော့စားပြလိုက်တော့အကဆန်းတူရဟာကတိုက်လို့ပြောပါတက်တော်နေရလူနဲ့တဲ့လေတက်တော်နေအဖြူနေနော်စိတ်ဆိုးမှတော့ဘာလို့လဲနေစော်နေတာဘာဖြစ်လို့စိတ်ဆိုးမှလို့ရှင်ဘာလို့စိတ်ဆိုးမှတော့လို့ချစ်လိုက်တာကျေးဇူးတင်ပါတယ်ရှင်အဲတက်တော်နေတော့ကုန်သွားပြီအဲ့တော့အခုဗာလဲစားတော့ကစုံကျော်နဲ့စားနေပါတယ်ပြေုံနဲ့စားပါစမ်း
ဟာသမင်းစားညမညံကတော့စားပါတယ်အဲ့လိုညရင်တော့မစားမှာစားပါတယ်တကယ်ကြောဘာဖာညံပြ好烧嘛烧好软软的那这个你啥了人家在编了吧那么将来就留在这里过ไปတော့这个你给了喏အမချက်ကျွေးရဲ့သူ့လေးရဲ့အမေလေသူ့လေးရဲ့အမေအမပေါ့အမချက်ကျွေးရဲ့လက်ကြီးနဲ့မစားပါနဲ့လက်ကြီးနဲ့မစားလို့ဘယ်လိုရမှာလဲလက်နဲ့ပဲဆက်တတ်တာဇွန်းမရှိရမဇွန်းခရင်မစားတဘူးအားမရအဲ့ခါနော်ဟုတ်လားမိုးအေးတော့ဆက်လေးပမာစားကောက်တာနန်းနေချစ်တယ်တည်တာကျေးဇူးတင်ပါတယ်ခါပါလို့ပြေးမရဘူးလေနေသူလင်းဟာပါရှင်ဝိမချတော့လားဝိချနေရလေဝိချနေလို့ကိုကအသေးရပဲစားနေရဆက်ပါတော့ထချမယ်ချပါမယ်ရှင်那ဆွဲပြီလေဆွဲဟုတ်လားနော်တော်တော်မဟုတ်ဆိုတော့အချက်တော်နေတုံလေးတဲ့ဟုတ်ကွယ်ကျမပစုံကြောင့်ဖုံလေးတွေဗာလေးတော့ထည့်ပေါ့အဲ့လိုပိုးစားကောင်းတယ်လေနော်သူကမပါဘူးတော်တော်နေပဲငရုတ်သီးနဲ့ရမ်းချစ်တယ်ဒါလေးဆိုပါရှင်စားနေရလက်မကွန်နေပြီအားပါစားဟိုလက်မကွန်တော့မှဒါအဲ့တရုတ်ပြက်နေမှာစိုးလို့လေရှက်တွေ့ရလားခံကြလို့အောက်ကရှင်ကြရညစာကိုရမ်းသူလိုသဘောထားပြီးစားပါလားစားတော့ကိုရမ်းလို့သဘောထားတယ်အစားတော့ကိုရမ်းချစ်တယ်အစားတော့ကိုချစ်သူလိုသဘောထားရဘယ်တော့ကိန်းထည့်ရမှာလဲပြောပြပေးရဲ့ပေးရဲ့ချိန်ထားမှာပေါ့ပေးစရာကားလည်းရှိအောင်ပါလေမချောက်နဲ့ခင်းနေကြနော်စားပါမခွင့်တော့ရုပ်ကြီးဟောပေါ့ရုပ်ကြီးကြက်မှုန်လေးရယ်တက်တုံကြီးလေးရယ်ပစုံကြောက်အမှုန်ရယ်ပစုံကြောက်ကောက်သေးသေးလေးတွေရယ်ညောင်းကပါနော်အချင်းမောင်းတတိရတယ်ဖန်အချင်းမောင်းရိုးရအချင်းမောင်းစားရတယ်လို့ပဲရနေဖန်အချင်းမောင်းဝင်ငဲ့ကြပါပိုက်ဆံနေတော့ကြုံရအောင်အစားတော့ပြတ်နေဒီ live ကြည့်ပါလို့ဟိုခစုံကြောဒီတိုင်းစားထားမင်းဟုတ်တယ်နော်စားလုံးအများကြီးစားထားတယ်။ဒါနဲ့စလိတ်တေမင်းဘူးလေတေမင်းဆိုင်လည်းမဖတ်အဲ့ဒါမဖတ်တယ်ဘူးပေါ့။အမြဲချစ်တယ်ချိုဝါစင်ကျေးဇူးတင်ပါတယ်ရန်ပိုင်ကျေးဇူးတင်ပါတယ်ရှင်အောင်နော်ကျေးဇူးတင်ပါတယ်ရှင်ရေတောက်လိုက်အောင်နဲ့ဟုတ်ကျေးဇူးပါမိမွေမောယူပြန်တော့ဒါမှဟင်းမဟင်းချက်ခဲ့ဝမ်းမရနာမည်ရင်းပါရှင်ဘယ်ဟုတ်ဘူးလေဒါဆာဖီပြင်မလို့ဘယ်ဖြစ်တာလဲတစ်ချက်ရအဲ့ဒါမရှိတော့
我趁人家不嘛西呀，啊娘嘞。တော့ပန်နေစုကြမယ်ပိန်ပိန်လေးကအစားချင်းမဲ့ပုံစံမပိန်တော့ဘူးတအားဝလာတယ်မလက်မောင်းနေတယ်မကြုံကြောက်စရာကြီးဖြစ်နေမကြုံလက်မောင်းနေစားခါရဆောင်နေတာချစ်ရမမရေရှင်းပုံသွားပြီပစုံရကြော်ရွက်အားလိုက်တာပစုံရကြော်လဲပြောင်းတလောင်ခါသွားပြီချွန်းကျုပ်ကြော်နဲ့စားနေအမရေထကျုပ်ကြော်နဲ့စားနေဆိုရင်ထားပြီးတော့ကျွတ်သွန်ကြီးလေးပပလေးလိုက်ငုပ်သီးလေးထည့်လိုက်ပစုံကြောင့်မုံလေးထည့်လိုက်ပြီးတော့စီလေးနည်းနည်းထည့်လိုက်စားလေးနည်းနည်းထည့်လိုက်ပြီးနေပြီးတော့စားဒါပူစားဝင်မယ်နော်ခင်ဗျထက်လုံးနေလှရတယ်ကျေးဇူးတင်ပါတယ်ခင်ဗျစားတော့အေးရမယ်တူတူပဲပြီးတော့ပါလိမ့်ရှင်သမင်းထက်မထည့်တော့ဘူးเนาะတကယ်ဆိုထည့်လို့ရတယ်မထည့်တော့ထည့်လိုက်ရန်ယူဝသွားလိုက်မယ်ခုနှစ်ခါအောင်ပြီးသွားဆိုတော့ပြီစားပြီးသွားပြီဒါကြီးကရင်းနေတဲ့အယူတွေမလို့เนาะကလို့မြောက်ရင်းတတသမင်းစားသဘောကျရတယ်ခဏခဏလိုက်လွင့်ပေးပါတဲ့ဟုတ်ကဲ့ရှင်ကြိုးစားမယ်ရှင်ဟေးတအောင်နဲ့ဟုတ်မဟေးကျေးဇူးတင်ပါတယ်ရှင်အဲ့တော့မစားဘူးဆိုရသူများညတာမစားဆိုသူများဒီ live လေးကိုကြည့်ပြီးတော့ထမင်းလေးထားစားနိုင်ကြပါစေကိုယ့်ရဲ့စိတ်သက်ကောင်းလေးတစ်ခုပေါ့ရှင်ကျေးဇူးပါဟုတ်တယ်ပိုက်စားနေရတဲ့အသေးကြတက်ကတော့ထွက်နေကျေးဇူးတင်ပါတယ်နောက်နေ့ကျရင်ဘာ live လေးလွှင့်ပေးရမလဲမသိကိုကလည်းအစားပဲဆက်တက်တယ်မိတ်ကကလည်းမပြင်းတတ်ဘူးအဲ့ယူရိုနဲ့ဘယ်လို live လွှင့်ပြီးစကားပြောရမလဲမသိဘူးပိုကမှလို့တာစားတတာထိုးရရှိတယ်ဘယ်လိုလုပ်မိတ်ကလည်းမပြင်းတတ်ဘူးဒါမိတ်ကဆရာပြင်ပေးထားတဲ့မိတ်ကတေးလားမိတ်ကဆရာပြင်ပေးထားတာတမင်းစားမကိုကြည့်ပါလေစားပါအောင်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်တယ်နော်ဒီမှာတမင်းကစားကြတယ်ဘယ်လိုလုပ် yes sir ရေတောက်ပါတောက်လိုက်ပါပြီရှင်ကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါရှင်ကျေးဇူးတင်ပါတယ်စားပါအောင်ကုန်ပြီတဲ့ဟုတ်တယ်ဟုတ်ဆိုနေမမအဲ့လိုဆိုနေမမစုမဆိုနေမစုမြတ်ဘာလဲမသိဘူးမပြောတော့ဘာဟင်းလဲမာချက်သွန်ဒီတုတ်ပါရှင်ဧပြီမေချက်သွန်ဒီတုတ်ကြိုက်တယ်တဲ့ yes sir ဖြည်းစားတော့ကိုကြောက်ဟုတ်ကဲ့ရှင်ချစ်စရာလေးကျေးဇူးတင်ပါတယ်ရှင်ဇလန်တို့အသက်ထွက်ဖို့ရှိတာလောသက်ထွက်ကြောက်စရာကြီးတယ်ဟိဟိမွန်ပြည်နယ်ဘက်မလာပြသေးပါဘူးရှင်စပင်ဖြူကပြောမိနေမကြည့်လိုက်စပင်ဖြူကြည့်လိုက်တော့ရမ်းတော့လှတယ်အဲ့ဒါဟိုက်လေးလိုပဲအဝေးကကြည့်လိုက်လုံးဝဖြူလေးတွေ highlight ဖောက်ပြီးလှအဲ့ဒါသဘောကျမင်္ဂလာပါရှင်နဲ့ပါဇက်လေးတုတ်လိုက်အောင်နဲ့တုတ်ထားပါလေရှင်တတာအဲ့ဆိုဘိုင်ဘိုင်ပါရှင်သမင်းစားတော့မခေါ်ဘူးခေါ်ပါလေစားနိုင်ကိုတော့ကျမကြီးကောင်းတယ်ဟုတ်တယ်နော်ကျေးဇူးတင်နေပိုက်စားအောင်လုပ်ပြီးလို့လေစားလိုက်တတာဆိုတော့လုံးတတာပါရှင်တတာပါစပင်လေးရဒီမှာလူစပင်ညှက်ထားကြွားလိုက်မယ်ဒီမှာကြည့်ပါဦးကျမစပင်လေးညှက်ထားတယ်အသက်40ကြာတော့မှပဲစပင်ကိုညှက်ချလိုက်တယ်ဘာလို့ဆိုငယ်ဝါမလားဆိုပြီးတော့စပင်ဒုံးဒီကြီးကနည်းနည်းအသက်ကြီးရဲ့လောက်ထွက်တော့လေဟိုင်ဟာခမလေးလာနေကျမလာစပင်ညှက်တာပါလဲ wolf ကေတဲ့ဒါ wolf ဒါမြေခွေးကြီးလို့ခေါ်တာဒါမြေခွေးကြီးလို့ခေါ်တာဒါ wolf cat နဲ့ထားတာ wolf cat စတွေ့တာနော်တက်40ကျော်မှာကျမလိုမျိုးနှုတ်ချင်ရင်စပင်းကြီးကိုဒုံးဒီမထားပါနဲ့ကျမစပင်းရှိဒုံးဒီကိုခုလိုမျိုး wolf cat ညှက်လိုက်တာနည်းနည်းလေးပုံငယ်သွားပါလေရှင်ကျမညှက်တဲ့စပင်းဆိုင်ကတော့ hair nation ဖြစ်ပါလေရှင်ဒီလိုမျိုးနှုတ်ပြိုချက် look လေးထွက်ချင်တယ်ဆိုရင်တော့ hair nation မှာစပင်းညှက်လိုက်ပါရှင် okay ကျေးဇူးပါ bye bye မ
လူကြီးမစားရပါဘူးလောက်သက်တာဘလို့စားပဲမလေးရှားအပေးနေတယ်ကျေးဇူးတင်ပါတယ်ပိုဆိုးလားပိုစီးလားပိုစီးကျေးဇူးတင်ပါတယ်ထိုင်းကနေအပီလာနွယ်ကရီဖောကျေးဇူးတင်ပါတယ်မောင်ဆွေနေပါဦးခွဲအော်သွားတော့မယ်တတအိမ်ပြန်တော့ခုမှမှာအိမ်နဲ့ပါအလုပ်တွေပါလုပ်ရအောင်မယ်မနေ့ပြန်အလုပ်တွေပြင်ဆင်စရာရှိတာတွေပြင်ဆင်ရပါအောင်မရှင်တတဘိုင်ဘိုင်အဲ့ဒါဆိုအိုးတယ်ဒီလိုဆိုမအိုးတော့ဒီမှာလေဒီလိုတွေ့လားဟာဟယ်လိုအယူမိုင်းနဲ့တူလှနေလို့ကြည်ဦးစပင်းကြီးကတကယ်မိုက်တယ်နော်သိလားအရင်အတူကြီးတော့မညက်သေးဘူးဒါပေမဲ့ဒီစပင်းကြီးတွေတော့နည်းအသက်ငယ်သွားတယ်မလားတော်တော်ဖြူနေတာပဲအေးဘောစပင်းကတော်တော်ဖြူနေပြီဒါပေမဲ့လည်းကိစ္စမရှိပါဘူးဒါကျမအသက်ကြီးချောင်းပြထားတာမဟုတ်ရင်သူကမယုံကြအောင်လို့ဒီအသက်ကြီးရဆိုတာစပင်းငါမစော်ကားနဲ့ငါလူကြီးမကြည့်လိုက်စပင်းပြူတွေထွက်နေပြီနော်ဆိုပြီးတော့လူတွေနဲ့တော့ဖြစ်ရတာမဟုတ်လူတွေကကို level ထင်နေလာပေါင်းရလို့ဘာဟင်းနဲ့စားတယ်ချက်သွန်နီတော့ကစုရွက်ချိုကောရခွာညိုပြုတ်သမင်းနှစ်ပကံ thank you တတာ bye bye love you အားလုံးကျမကြီးစိတ်ပါမိုးရင်းရအေးပါတယ်နော်ကျေးဇူးတင်ပါတယ် bye bye ပုံမှန်အားစေးပါတောက်ကြပါရှင်မနေ့လေးကပုံမှန်အားစေးတောက်ပါတယ်နော်ဟိုဘလို့ပဲပြောတပူးကိုအဲ့လိုပေါ့တော့9000နေပါလေပေးရတယ်ဆိုလဲဟိုပေါ့3လလောက်တောက်လို့ရတယ်ဆိုရင်တက်ပါတယ်တစ်လမှာ3000ပဲကြာမှာနော်အမ9000ကြာတယ်ဆိုလဲတစ်လ3000ဆိုရင်နှုန်းနဲ့တော့တနေ့ကိုဘယ်လောက်ဆိုပြီးတွက်လိုက်တာလဲဘာမှမဖြစ်ဘူးအဆင်ပြေရဲ့ကိုကျမ်းမကြီးအတွက်စေကမ်းမသွားရဘူးလေနော်ဟင်းချက်ပြနော်ဘိုင်ဘိုင်နဲ့ကျေးဇူးတင်ပါတယ်ရှင်တတအားလုံးမကျမ်းမကြပါစေရှင်တတကျမ်းမကြီးစိတ်ပါ bye bye တတ